ကျောင်းတက်ရင်းနဲ့အိမ်မာနေပြီးတစ်လကိုသိန်းချီရှာလို့ရတယ်ဆိုတာမိတ်ဆွေတို့ယုံပါမလားမိဘစီကမုံဖိုးတောင်းစရာမလိုပဲကိုယ်တိုင်ဝင်ငွေရှာနိုင်တဲ့အကောင်းဆုံးနည်းလမ်း၅ခုကိုပြောပြပေးပါမယ်ပထမဆုံးကတော့ freelance video editing ပါအခုခေတ်မှာ YouTube နဲ့ TikTok creator တွေအများများလာတဲ့အတွက် video edit တက်တဲ့သူဆိုရင်အိမ်မာနေရင်းနဲ့ဝင်ငွေကောင်းကောင်းရှာနိုင်ပါတယ်ဒုတိယတစ်ခုကတော့ content writing ပါခင်ဗျစာရေးတာဝါသနာပါရင်ဒါမှမဟုတ်ဗဟုသုတတွေကိုမျှဝေခြင်း page တွေ website တွေအတွက်ဆောင်းပါဒါမှမဟုတ် video script ရေးပေးပြီးဝင်ငွေရှာလို့ရပါတယ်တတိယတစ်ခုကတော့ graphic design ပဲဖြစ်ပါတယ် social media thumbnail တွေ logo တွေနဲ့ poster တွေဆွဲပေးတာကကျောင်းသားတွေအတွက်အချိန်ပေးရတာတန်တဲ့ freelance အလုပ်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံးနောက်ထပ်နည်းလမ်းတစ်ခုကတော့ online tutoring ပါကိုကကျောင်းစာမှာပဲဖြစ်ဖြစ် computer နည်းပညာဒါမှမဟုတ်ဘာသာစကားတစ်ခုခုမှာပဲဖြစ်ဖြစ်ထူးချွန်နေဆိုရင် online ကနေတစ်ဆင့်ပြန်လည်သင်ကြားပေးပြီးဝင်ငွေရှာလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ trading ပါဒါကတော့ဝင်ငွေအများကြီးရနိုင်ပေမဲ့အရန်ကို risk များတဲ့အတွက်တိတိကျကျမလိလာပေးနေတော့ငွေမရင်းနှီးဖို့တတိပေးပါရစေမိတ်ဆွေတို့ရောဒီ၅ခုထဲမှာဘယ်အလုပ်ကကျောင်းသားတွေအတွက်အသင့်တော်ဆုံးလို့ထင်ပါတယ်လဲ comment မှာရေးခဲ့ပြီးပါဦးဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့တိုင်းကြည့်ရှုချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်